ဒီဗီဒီယိုလေးထဲမှာတော့ရာတရွာမှာတပတ်ကြာသွားလည်ရင်းနဲ့နေထိုင်ပြခဲ့တဲ့အမတ်တရမှတ်တမ်းတွေကိုရှုစားရမှာပါ။အဲ့ရွာလေးကတော့ငွေမုံတွေခင်းထားသလိုတောက်ပနေတဲ့တဲတောင်မြင့်ကြီးရဲ့အလွန်စင်ပြူရှင်တရားကြီးရဲ့အနီးနားမှာအခြေချနေတဲ့ရွာတွေထဲကတရွာဖြစ်တဲ့မကွေးတိုင်းဒေသကြီးရေစကြိုမြို့နယ်ချင်းတွင်းမြစ်ဘေးကမင်းရွာပဲဖြစ်ပါတယ်။မင်းရွာရဲ့ထူးခြားတဲ့ဓလေ့နဲ့အလားပါဆုံးမြင်ကွင်းရတော့မနက်ခင်းအာယုံနဲ့နေ့လယ်ဆုံးအတွက်တနေ့ကို2ချိန်တိုင်ရွာလမ်းမထက်မှာအစင်လာမပြတ်ကြွမြန်းလာတဲ့ကိုရင်လေးတွေရဲ့ဆွမ်းခံတဲ့ပုံရင်းပါပဲမမေ့ရော့တဲ့ဆွမ်းလောင်းခြင်းတလေးရနေပြီးတော့တစ်နှစ်ပတ်လုံးကြိုးစားခဲ့တဲ့ဟာတွေကလည်းနောက်နှစ်အစမှာအလူပေးနိုင်ဖို့နဲ့ရှင်ပြူနာတာလုံနိုင်ဖို့ကပိုပြီးတော့များပါတယ်ရွာကလေးရဲ့အလားတရားဟာထန်းတော်ရန်နေရဲ့ရင်းနှီးမှုကနေစတင်သလိုရစ်စိရဲ့ရိုးရှင်းတဲ့အင်ဂျီတွေမှာအဆုံးသတ်ပါတယ်။ဒီရက်ဟာအညာတွေရဲ့အပူဒဏ်ကိုအပြည့်အဝခံစားရပေမဲ့မြင်ရတဲ့ပုံရိပ်တိုင်းကတော့တကယ်ကိုအေးချမ်းစီပါတယ်။မြန်မာနိုင်ငံရဲ့အပူပိုင်းဒေသဖြစ်တဲ့ဒီရွာမှာတော့ပစ္စည်းအများကြီးမတည်ခြင်းနဲ့ကျွန်တော်အတွက်အဆင်ပြေခဲ့တာကတော့တထည်လေးနဲ့ဒီဇိုင်းနှမျိုးပြောင်းဝတ်လို့ရတဲ့ I wish you were here ရဲ့ I wish you were not here အင်ကြီးလေးကပူပြင်းတဲ့ရာသီဥတုမှာတောင်းချွေးမထွက်စီပဲနဲ့အသားအေးနေတာမလို့စိတ်ပူစရာမလိုပဲနဲ့မင်းရွာရဲ့အလားတရားတွေကိုအပူဒဏ်ကိုအန်တူရင်းနဲ့မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ပိုစီအလုပ်တွေနဲ့မအားလက်တဲ့ຢာတွေကနေကျွန်တော်ကိုတနေရာပြီးတနေရာလိုက်လံပြသပေးတဲ့သူရဲ့စေတနာကအညာတွေထက်တောင်မှပိုပြီးတော့အားကောင်းလာပါတယ်။ရွာဦးဖျားနဲ့ကျောင်းကန်တွေစီကိုရောက်တဲ့အခါမှာလေရွာသားတွေရဲ့ခိုင်မာတဲ့တရားတွေကိုအနည်းငယ်မြင်တွေ့မြင်ရခဲ့ပါတယ်။ရွာအနှံ့မှာရိုးရှင်းလုံးတဲ့လူနေမှုပုံစံကိုလည်းစိတ်ကြိုက်မှတ်တမ်းတင်ရခဲ့ပါတယ်။ဒီလူတွေနဲ့အတူဖြတ်သန်းခဲ့ရတဲ့အချိန်တွေကကျွန်တော်အတွက်တော့မင်းရွာရဲ့စစ်မှန်တဲ့ရိုးရာရည်နှံ့တွေကိုအနည်းငယ်ထိတွေ့ခွင့်ရခဲ့တဲ့အခိုက်အတန့်ပါပဲ။နောက်တစ်နေ့မှာတော့ကျွန်တော်ကိုမြေကမ်းနားကကပြူဒေသစီကိုလိုက်ပို့မဲ့တငယ်ချင်းတွေနဲ့အတူခီးဆက်ခဲ့ကြပြန်ပါတယ်။ရွာတွေကနေဆိုရင်လမ်းလျှောက်သွားလို့အနေငယ်လမ်းပင်မဲ့လေလမ်းကြီးတစ်လျှောက်စကားတပြောပြောနဲ့ရီမောကြရင်ရောက်သွားတာမို့အချိန်ကုန်သွားမှန်းတော့မသိလိုက်ပါဘူးချင်းတွင်းမြစ်စေးရဲ့အလားတရားကိုငေးမောရင်တမပင်ရေးအောင်မှာခဏတာနာပြီးစကားဝိုင်းဖွဲ့ခဲ့ကြတာလေဒီခီးရဲ့အမတ်တရားပါပဲအပြန်လမ်းမှာအချိန်ရတာနဲ့လေယာစိုက်ခင်းတွေရှိရဲ့တောရဲကိုပါလမ်းကြုံလိုက်ပို့ပေးခဲ့ကြပါသေးရဲ့စိုက်ခင်းတွေရဲ့စိမ့်ဆိုမှုနဲ့မြေသိမ်းရနှံ့နေကြတဲ့မှာရှောင်းလန်းခဲ့ရတဲ့အတွေ့အကြုံကကျွန်တော်အတွက်တော့သဘောတွေ့စရာပါဒီနေ့ဟာရွာမှာနေတဲ့တခြားခြေလမ်းပေါင်း16000ကျော်ခဲ့တဲ့နေ့ရက်လည်းဖြစ်ပါတယ်မပြန်ခင်တနေ့ရဲ့ညနေခင်းမှာတော့နေချိန်အနေငယ်ရောသွားတဲ့အခါမှာချင်းတွင်းမြင့်ပြင်ကျဲကြီးကိုလေတစည်းနဲ့ဖျက်ကျော်ခဲ့ပြီးတဲတောင်မြင့်စီကိုကျွန်တော်တို့တွေဥတီသွားခဲ့ကြပါတယ်နေဝင်ခြင်းအလားတရားတွေကိုငေးမောရင်အညာတွေရဲ့အပူဒဏ်တွေကိုမြည်ရည်ထဲမှာအတူတူပျော်ပျော်ပါးပါးရေတွေဆော့ခဲ့ကြတာပေါ့မင်းရွာကိုအလဲလာတာဟာကျွန်တော်အတွက်တော့တတိယချိန်မြောက်ပါကျွန်တော်အတွက်တော့ဒီရွာသားတွေဟာအဲဝတ်ခြေပွန်လာတဲ့အိမ်ရှင်တွေထပ်ပို့ပြီးမိသားစုဝင်တွေလိုဖြစ်နေပါပြီဒေသခံတွေရဲ့နေစဉ်ဘဝဟာရိုးရှင်းပါတယ်ဒါပေမဲ့အဲ့ရိုးရှင်းမှုတွေထဲမှာပဲရိုးရိုးသားသားအတိတ်ပဲရည်ရည်နဲ့တင်းနေကြတဲ့သူတို့ရဲ့စိတ်ဓာတ်ကိုတော့ကျွန်တော်တကယ်ကိုသဘောကျမိပါတယ်လောကကြီးကဘလောက်ပဲမြန်ဆန်ပြီးရုန်းကန်မှုတွေများပြားနေပါစေဒီနေရာလေးကတော့သူ့ရိုးရာသူ့အလားနဲ့သူအေးလူလူရှင်းတန်နေသေးပါပဲကျွန်တော်ဟာသစိမ်းလူငယ်ခီးသွားတယောက်ဖြစ်ပေမဲ့အိမ်ထဲမှာထမင်းစားဖို့လမ်းခေါ်ကြွေးကြတဲ့သူတို့ရဲ့စေတနာတွေရိုးသားတဲ့စိတ်ထားတွေနဲ့တိဆောက်ထားတဲ့ဒီအပြုံးတွေကကျွန်တော်နောက်တစ်ခေါက်ပြန်လာဖို့အမြဲတမ်းဆွဲဆောင်နေအောင်ပါထညံအများဆုံးထွက်တဲ့ဒီဒေတာကိုထညံစားရင်တတိယနေမှာဖြစ်တယ်လို့ဒီရွာကိုလာပြည့်ခဲ့တဲ့မတန်းဟာလည်းကျွန်တော်တက်တန်းတစ်လျှောက်အရေးပါခဲ့တဲ့ရက်စွဲတွေပဲဖြစ်ပါလိမ့်မယ်ဒီမတန်းတွေဟာကျွန်တော်ရဲ့တပတ်ကြာနေခဲ့ပေမဲ့ရိုက်ကူးမိခဲ့တဲ့မတန်းတချို့ပဲဖြစ်ပါတယ်မင်းရွာကိုလာဖို့လမ်းခက်ခဲရဆိုပေမဲ့လည်းအခါအခွင့်ကြုံရင်တော့ကျွန်တော်တစ်ခါလောက်တော့ပြန်လာချင်ပါသေးတယ်ဒီမတန်းလေးကနေတဆင်းမင်းရွာရဲ့တည်ငြိမ်အေးချမ်းမှုတွေအလားတရားတွေကိုတရောင်းတနေရာကနေထပ်တူခန်းစားမိရမယ်ကျွန်တော်တကယ်ကိုကျဉ်းနေပါပြီအညာရဲ့ဒီနေဝင်ခြင်းအလားတရားတွေကိုအတူကြည့်ရင်ဒီခီးစဉ်လေးကိုဒီမှာနှုတ်ဆက်လိုက်ပါတယ်ဗျ